ယ်ယာတွေကအာဆင်နယ်အသင်းကိုဒီနှစ်ပရီးမီးယားလိချန်ပီယံဖြစ်စေခဲ့တာလေ3နှစ်တာဒုတိယတာရရှိခဲ့တဲ့အာဆင်နယ်နဲ့နီးပြအာဒီတာတို့အတွက်ဘယ်ချက်တွေကများပရီးမီးယားလိချန်ပီယံဆုကြီးကိုရရှိစိန်ခေါ်နိုင်စေဖို့အတွက်အပြောင်းအလဲတွေဖြစ်စေခဲ့တာလေအဆိုပါအကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရီးမီးယားလိပွဲစဉ်30မှာဘုံမောက်နဲ့မန်ချက်စတာစီးတီးအသင်းတို့ကတစ်ဖက်တစ်ကိုးစီတည်ကြခဲ့တာကြောင့်အာဆင်နယ်အသင်းအနေနဲ့ပွဲကစားဖို့တပွဲလိုမှနေပရီးမီးယားလိချန်ပီယံဆုကစားကိုရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်ယခုနှစ်ရာသီအတွက်အာဆင်နယ်အသင်းအနေနဲ့ပွဲစဉ်38ပွဲထိကစားပြီးချိန်မှာရမှတ်82မှတ်ရရှိထားပါတယ်ဒါမဲ့Crystal Palace နဲ့ပွဲမှာအနိုင်3မှတ်ထပ်မံရရှိခဲ့ရင်တော့အာဆင်နယ်အသင်းအနေနဲ့85မှတ်နဲ့ရာသီသိမ်းနိုင်မှာဖြစ်ပါတယ်ဒီ record ဟာလွန်ခဲ့တဲ့ပရီးမီးယားလိ3နှစ်အတွင်းမှာအကောင်းဆုံး record တစ်ခုတော့မဟုတ်ခဲ့ပါဘူးအာဆင်နယ်အသင်းအနေနဲ့2023-2024ရာသီမှာရမှတ်89မှတ်နဲ့ဒုတိယနေရာသာရပ်တည်နိုင်ခဲ့ပါတယ်အခုလိုရမှတ်တွေထက်အာဆင်နယ်အသင်းကိုပရီးမီးယားလိချန်ပီယံဆုစီတွန်းပို့ခဲ့တဲ့အထူးအကြောင်းရင်းကတော့ခန်းစစ်ဖြစ်မယ်လို့ပြောလို့ရပါမယ်ခန်းစစ်အနေနဲ့ဒီခုနှစ်ရာသီမှာပေကို26ခုပဲပေးခဲ့ရတယ်ဒါဟာလွန်ခဲ့တဲ့4နှစ်ထဲမှာပရီးမီးယားလိအသင်းတွေထဲကအကောင်းဆုံးသောခန်းစစ်စွမ်းဆောင်ရည် performance ဖြစ်ပါတယ်ဒါပေမဲ့လည်းယခုနှစ်ပရီးမီးယားလိရဲ့ကိုယ်သွင်းအများဆုံးကစားသမား top 4 စာရင်းမှာအာဆင်နယ်အသင်းရဲ့ကစားသမားတယောက်မှမပါဝင်ခဲ့ပါဘူးဒါပေမဲ့လည်းအာဆင်နယ်အသင်းရရှိခဲ့တဲ့ဒီရာသီတွင်ကို69ကိုကြည့်လို့ရှိရင်မတူညီတဲ့ကစားသမား18ယောက်ကတွင်ယူပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကိုကြည့်ရင်အပြင်အာဆင်နယ်အသင်းအနေနဲ့တွင်ကိုရရှိဖို့အတွက်တိုက်စစ်ကစားသမားတွေကိုကြီးတက်အားကိုးနေရတာမဟုတ်ဘဲနဲ့တခြားမတူညီတဲ့နေရာစုံကကစားသမားတွေအားလုံးကအသင်းရဲ့တွင်ကိုရရှိဖို့အတွက်ပါဝင်ပတ်သက်ခဲ့ကြတာပါ။ဒါ့အပြင်အာဆင်နယ်အသင်းအနေနဲ့ယခုနှစ်ရာသီပရီးမီးယားလိမှာ expected goal ratio နေရာမှာအဆင့်3နေရာသာရပ်တည်နိုင်ခဲ့ပါတယ်။မန်စီးတီးနဲ့လီဗာပူးတို့ရဲ့နောက်အဆင့်3နေရာမှာ expected goal 63.1 goal နဲ့ရပ်တည်နိုင်ခဲ့ပေမဲ့လည်းအာဆင်နယ်အသင်းအနေနဲ့တွင်ကို69ကိုရရှိခဲ့တာကိုကြည်ချင်းအဖြစ်ရရှိလာတဲ့အခွင့်အရေးတွေကိုအပိုင်းသုံးချနိုင်မှုအပိုင်းမှာအာဆင်နယ်အသင်းကတခြားအသင်းတွေထက်များစွာတာလွန်နေရဲဆိုတာကိုလည်းထောက်ပြနေပါတယ်။ဒါ့အပြင်အာဆင်နယ်အသင်းရဲ့ယခုနှစ်ရာသီခန်းစစ်စွမ်းဆောင်ရည်မှာဂါဘရီယယ်ဆလီဗာတို့နဲ့အတူအဓိကကြတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာတော့ဒေးဗစ်ရိုင်ယာဖြစ်ပါတယ်ဒေးဗစ်ရိုင်ယာအနေနဲ့လွန်ခဲ့တဲ့3နှစ်အတွင်းမှာအာဆင်နယ်အသင်းအတွက်ပရီးမီးယားလိရွှေလက်အိတ်ဆုကိုပေကိုအနည်းဆုံးဆုကိုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားလေးဖြစ်ပါတယ်ဒါ့အပြင်အာဆင်နယ်အသင်းဖလားရရှိစေခဲ့တဲ့အဓိကအကြောင်းရင်းတွေကိုကြည့်ရင်တော့အရန်အင်အား squad တောင်းတင်းမှုကိုလည်းမဖြစ်မနေထည့်ပြောရမှာဖြစ်ပါတယ်အာဆင်နယ်အသင်းအနေနဲ့ဒီရာသီ transfer target မှာအဓိကတိုက်စစ်မှုဖြစ်တဲ့ Yogres အပါအဝင်တခြားသောခံစစ်မှုတွေတောင်ပန်ကစားသမားတွေကွင်းလယ်ကစားသမားတွေနေရာစုံကိုခေါ်ယူခဲ့တယ်ပေါ့နော်အဓိကအားဖြင့်ကစားသမားတွေပွဲပန်းလာခဲ့ရင်ဒဏ်ရာနာတရားဖြစ်ခဲ့ရင်လွယ်လင်းတကူအသင့်အသုံးပြုနိုင်အောင်အတွက်အရန်စီရင်တောင်းတင်ဖို့အတွက်နီးပြအာတီတာနဲ့အာဆင်နယ်အသင်းရဲ့ဘုတ်ဖွဲ့အားကစားဒရိုက်တာတို့ကစူးစမ်းခဲ့တယ်လို့လည်းသတ်မှတ်လို့ရပါတယ်ဒါပြင်အာဆင်နယ်အသင်းဒီနေ့ရရှိခဲ့တဲ့တွန်းကိုတွေကိုခြုံငုံကြည့်မယ်ဆိုရင်တော့ Open Play ကနေ39ကိုတေကန်ဘောဒီကနေ22ဂိုးထိတွင်းယူထားနိုင်ခဲ့တာကိုတွေ့ရတယ်ဒါကလည်းပရီးမီးယားလိမှာတေကန်ဘောကနေဂိုးသွင်းတဲ့အများဆုံးမှတ်တမ်းကောင်းတစ်ခုပဲဖြစ်တယ်ပေါ့နော်ဒါပြင်အာဆင်နယ်အသင်းဟာဒီနေ့ပရီးမီးယားလိရာသီမှာအဝါကက်အနည်းဆုံးအသင်းဖြစ်လဲသတ်မှတ်ခြင်းခံခဲ့ရပါတယ်မန်စီးတီးနီးပြပက်ဂရာဒီယိုလာရဲ့လက်အောက်မှာလက်ထောက်နီးပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့3နှစ်ကျော်ကာလအပြီးမှာအာဆင်နယ်အသင်းဟာနီးပြအာတီတာကိုနီးပြချုပ်ဖြစ်2019မှာစတင်ခန့်အပ်ခဲ့တယ်ပေါ့နော်2019ဒီဇင်ဘာမှာအာတီတာအနေနဲ့အာဆင်နယ်နီးပြဘဝပထမဆုံးကင်တွယ်ခဲ့တဲ့ပြိုင်ပွဲအသင်းရလည်းဘုံမောက်အသင်းပဲဖြစ်တယ်ပေါ့နော်တိုက်လိုက်ဆလန်ပဲအဲ့ဒီဘုံမောက်အသင်းရပဲယခုပရီးမီးယားလိပွဲစဉ်39မှာမန်စီးတီးအသင်းနဲ့တစ်ဖက်တစ်ကိုးစီတည်ကစားပြီးတော့အာဆင်နယ်အသင်းကိုပရီးမီးယားလိဖလားကြီးရရှိစေခဲ့တဲ့အဓိကအကြောင်းအရာတွေကတစ်ခုဖြစ်စေခဲ့တယ်ပေါ့နော်ဂွာဒီယိုလာလက်အောက်မှာ3နှစ်ခွဲကြာပညာစီးပူးခဲ့ပြီးတဲ့နောက်မှာတော့အာဆင်နယ်အသင်းနီးပြအာတီတာအနေနဲ့လွန်ခဲ့တဲ့3နှစ်အတွင်းဒုတိယနေရာ3ချိန်ဆက်ရရှိခဲ့တဲ့စံချိန်ရိုးကိုယခုနှစ်ပရီးမီးယားလိရာသီမှာတော့တပွဲလိုမှလည်းချိုးဖျက်နိုင်ခဲ့ပြီလို့ပြောလို့ရပါတယ်22နှစ်ကြာမှာပရီးမီးယားလိချန်ပီယံတစ်ဖန်ပြန်ဖြစ်ခဲ့တဲ့အာဆင်နယ်အသင်းနဲ့နီးပြအာတီတာကိုဂုဏ်ပြုတဲ့အနေနဲ့ဒီနေ့အာဆင်နယ်အသင်းပရီးမီးယားလိရရှိစေခဲ့တဲ့အဓိကအကြောင်းရင်းတွေကိန်းဂဏန်းတွေကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့ Bio90 ကကောင်းစီတူပါ